Lily, Nina Navy qua. Ma e deula. Cô bố mi biểu bia ông mà là. Cô biểu bia bố mi nát hồng mi ấy đó nó. Thì thế cả cô chạy xong được trên phía té Terry mi lại tên về à đi. Tăng à thế nên tụi mình mà chào cô biểu bia mẹ. Thế đi nát hồng nó. Hô xí đâu mà đấy. Tăng à thế lấy mi ăn nhiều xí về bò đi. Thế này cho tăng à thế phui à bông mẹ đại ngã phen thoát đạp bộ. Tôi thế này lâu ba ngã mà lấy mi ăn. Tại vì mẹ nhớ đi sang lâu giàu lại khá cho tôi bay con này mà ngã đi được không mi. Suy ngã đi được không ya rồi. Tăng à thế phui à phen lại để khá mà suy ngã đi sẽ khá biểu lại. Chân nó lúc bị vào bộ chân nó từ suy ngã đi đại bị miền Nam đi đã vào bộ tụi mà xoay ní chỉ bài bộ đi thế cái lúc bị mẹ xoay tăng à để phui lúc chỉ nào phi gì bị mẹ lúc biểu đấy tăng à để phui là sẽ khá biểu để ngã liu trong này rồi tụi ăn rồi tụi le nhà mình ở ba mà phi gì bị làm lâu vào bộ đi mình lúc bị mẹ bộ rồi tăng à để phui suy ngã liu tan á bị lúc bị lại yo cái này tụi suy ngã liu lúc bị em biến đó bộ em biến đó tụi dân nhà chiếu này quá rồi mình lại có bộ đi này hiện ra bài ya cái này rồi phui đi này rồi mình ya cái bộ đã bị mẹ tụi suy ngã liu phán mi biểu suy ngã liu sẽ cái biểu để chào tụi lúc bị lại để chào tụi mình mau biểu lại đã bộ mà chả rồi tụi mình mà suy ngã liu trong lại dạng có bộ chả mà rồi mà sang lại mới xíu sang thế u lòng mà quên này vì xin toa đóng chế rồi tăng à để phui bên lấy hiểu biến lúc lại có tăng à để phui để toa trên này về mấy mà giờ cao cháu toa ra bỏ quá nè từ bên lấy nào biến hiểu toa ở lại có xuyên ngã li rồi khả năng li sáu nó xuyên ngã li bỏ lại rồi cho nó chế du xem bỏ bà mẹ lúa đã xí rồi tăng à để phui ngã rồi mà xem xí rồi u lại quên này vì ta cho ngao sang ô nè sang lý nè họ phía gì bị bà la bộ mà xuyên ngã lìa đấy ya bà đấy bộ cái miếng khu yêu biến đó lại phía gì bị rồi biểu đấy nè phui biến hóa đấy cả cho mà phơi nè biến đuôi tụi sân nè bộ đấy tụi sân nè biểu này bộ một bộ biến anh đang làm phui phải luôn lẽ sang ô nèရှိပြီလားဖြစ်နေပြီလားပေါ့နော်သူတော့တန်50ဖွားကြီးsorry တန်50ဖိုးကြီးရဲ့ဇနီးရပေါ့လေစံနဲ့အိုးနဲ့တော့ရပါပြီဒါပေမဲ့ကျမဒီလိုမနေချင်ဘူးကျမကိုအိမ်တစ်တလုံးတောင်းပေးဆိုတော့တန်50ဖိုးကြီးအားနာသွားပြီလည်းမပြောချင်ဒါပေမဲ့လည်းမိမကိုကြောက်တော့သွားပြီးတော့ပြောရပြန်ရောအဲ့နဲ့သူပင်လေကိုပြန်ထွက်လာပြီးတော့ရွှေငါးလေးရှိရနေပြီးတော့စူတောင်းပြန်တယ်ပေါ့နော်ရွှေငါးလေးဆိုတော့ရွှေငါးလေးကဘာမှလို့လဲအဖိုးကြီးဆိုတော့သူ့ရဲ့အိမ်တစ်တလုံးလိုချင်တဲ့အကြောင်းပြောပြတာပေါ့လေโอเคအဲ့ဒါနဲ့သူဖြည့်ဆည်းပေးလိုက်မယ်ပေါ့အခုအိမ်ကိုပြန်ပြီးကြည့်လိုက်တဲ့ဆိုတော့အဖိုးကြီးကပြန်သွားပြန်ရောဆိုတော့ပထမကတဲအိုလေးမှနေကြတာကွာလင်မယားနဲ့အောင်ဒီပြန်သွားတဲ့ခါကျတော့ဒီပြင်အိမ်တောင်ကောင်းကောင်းလေးတခုသူ့ရဲ့တဲဟိုစုံလေးနေရာမှာရောက်နေတော့တွေ့ရတယ်ပေါ့လေအမှတန်50ဖိုးရဲ့အိမ်ထဲကိုခေါ်လိုက်တော့မိမရေးဆိုတော့တန်50ဖိုးရဲ့ဇနီးကမျက်နှာမအီမသားနဲ့ထွက်လာပြန်ရောဟိုရှင်ကလည်းကျမဒီအိမ်လောက်နဲ့မကြည့်နိုင်မြန်ဘူး
ကျမကိုနန်းတော်တမျှခန်းနာလာတဲ့တိုက်အိမ်တစ်လုံးစူတောင်းပြီးတောင်းပြီးလို့ပြောပြန်အောင်တန်ငါတဲ့မိမကိုကြောက်ရတဲ့တန်ငါတဲ့ဖိုးကြီးကလည်းထပ်ပြီးတော့ပင်လဲသွားပြီးတော့ရွှေငါးလေးခေါ်ရပြန်အောင်ရွှေငါးလေးပေါ့ရွှေငါးလေးကလည်းပေါ်လာပြန်တယ်ကျေးဇူးရှင်ဗာမြန်လိုရလဲပေါ့ဆိုတော့သူကသူမိမစူတောင်းတာကိုပြောပြရဲပေါ့နော်အဲ့ဒါနဲ့သူโอเคငါစူတောင်းဖြည့်ပေးထားရဲပေါ့မင်းအိမ်ကိုပြန်သွားကြည့်လိုက်လို့ပြောတာပေါ့ဒါပေမဲ့ရွှေငါးလေးကတော့โอเคလို့မပြောဘူးပေါ့လေဟုတ်ပါပြီပေါ့အဲ့လိုပြောမှာပေါ့နော်အဲ့နဲ့အိမ်ပြန်ကြည့်တော့နန်းတော်ကြီးလိုမျိုးခံထားတဲ့တိုက်အိမ်တစ်လုံးတွေ့ပြန်အောင်အဲ့လိုဆိုတော့မိမကြီးဆိုပြီးတော့ခေါ်လိုက်ပြန်ဒီမှာဇနီးကထွက်လာဇနီးကဒါလည်းပြောသေးတဲ့ပုံမပေါ်ဘူးတငါတဲ့ဇနီးကကျမဒီလိုတိုက်အိမ်လောင်းနေတော့မကြည့်နိုင်ဘူးနန်းတော်တို့များခန်းထားရဲဆိုပေမဲ့ကျမအီဂရီဘရင်မဖြစ်ချင်တယ်ဆိုပြီးတော့သူကဘရင်မဖြစ်ချင်တဲ့အကြောင်းပြောတယ်ဆိုတော့ဖိုးကြီးကလည်းမင်းရဲ့ဆူတောင်းရံများနေပြီငါမသွားချင်တော့လို့ပြောရပဲဒါပေမဲ့လည်းနောက်ဆုံးတော့မိမရဲ့စကားကိုမလွန်ဆန်နိုင်တဲ့အဆုံးမိမရဲ့စကားအတိုင်းရွှေငါးလေးရှိမှစူးသွားတောင်းရပြန်တာပေါ့ရွှေငါးလေးဆိုတော့ရွှေငါးလေးရဲ့ဘာလို့ခြင်းလဲပေါ့ဖိုးကြီးပေါ့ကျေးဇူးရှင်ပေါ့โอเคအဲ့ဒါနဲ့ဖိုးကြီးကလည်းသူလိုချင်တဲ့ဆူတောင်းလေးကိုတောင်းလိုက်ပြန်ရောသူ့ရဲ့မိန်းမဘရင်မတစ်ပါးဖြစ်ချင်တယ်ပေါ့ဆိုတော့ဟုတ်ပြီမင်းရဲ့ဆူတောင်းကဖြည့်ဆည်းပေးလိုက်မယ်ဆိုပြီးတော့မင်းပြန်သွားကြည့်လိုက်ဆိုတော့ဖိုးကြီးကပြန်သွားလိုက်တဲ့အခါမှာသူ့ရဲ့နေရာမှာပေါ့လေနန်းတော်ကြီးနဲ့ရဲမက်တွေနဲ့ဘရင်မတစ်ပါးအဖြစ်ဆံမြန်းနိုင်တာကိုတွေ့ရတယ်ပေါ့အိမ်မှာကြာတော့ဇနီးမယားကိုသူကမေးပြန်တယ်ရှင်မသဘောကျရဲ့လားဆိုတော့သူ့ရဲ့ဇနီးကမကြည့်နဲ့သေးပြန်ကျမအခုမှအသက်အရွယ်ကြီးနေပြီပေါ့ကျမအရင်လိုမျိုးနှုတ်ပြိုရဲ့ခန္ဓာကိုယ်လေးပြန်ရခြင်းနဲ့ဆိုပြီးတော့တွားပြီးဆူတောင်းခိုင်းမြန်ရောဒါနဲ့ဖိုးကြီးကလည်းပြန်ပြီးတော့ဆူသွားတောင်းရပြန်တယ်သူဇနီးကိုငယ်ရွယ်ချုံမောအောင်လုပ်ပေးပါဆိုပြီးတော့ပေါ့လေဒါနဲ့ရွှေငါးလေးကလည်းကျေးဇူးရှိခဲ့ဘူးတော့သူ့ရဲ့ဆူတောင်းကိုဖြည့်ပေးလိုက်တယ်ပေါ့လေဒါနဲ့ဖိုးကြီးလည်းပြန်သွားတော့သူ့ရဲ့ဇနီးကငယ်ရွယ်လက်ပါတဲ့ဘီမာတစ်ပါးဖြစ်ဆန်းမြန်းနေနိုင်တော့တွေ့ရတယ်ပေါ့နော်ဆိုတော့ရှင်မကျင်းနေရလားဆိုတော့သူ့ရဲ့ဇနီးကဘာပြောလဲဆိုတော့ငါဒီတိုင်းပြည်တစ်ခုလောက်ကိုအုပ်ဆိုးတာငါမကျင်းနိုင်ဘူးငါနေလာနဲ့ကဘာတွေအကုန်လုံးအုပ်ဆိုးနိုင်တဲ့ဘီမာတစ်ပါးဖြစ်ချင်တယ်လို့တောင်းဆိုလိုက်ပြန်ရောပေါ့လေအမလည်းဖိုးကြီးကမင်းရဲ့လောဘတော့မတတ်နိုင်ပါလားဆိုပြီးတော့ဒါပေမဲ့နောက်ဆုံးတစ်ခေါက်အနေနဲ့ငါဆူတောင်းပေးမယ်ဆိုပြီးတော့ဖိုးကြီးကရွှေငါးလေးယူပြန်ထွက်လာရပေါ့လေရွှေငါးလေးပေါ့ဒီမှာရွှေငါးလေးကပေါ်လာပြန်ကျေးဇူးရှင်ဗာမြန်လူရှိပါတယ်လေအဲကြတော့အဖိုးကြီးကသူ့ရဲ့ဇနီးကဒီဘီမနေရလောက်နေပဲမကျင်းနိုင်မယ်နေလာနဲ့ကဘာကိုအုပ်ဆိုးရဲ့ဘီမကြီးတစ်ပါးဖြစ်ရှင်နေဆိုတော့ရွှေငါးလေးကပြောရဲလူသားရဲ့လောဘအတော့မတတ်နိုင်ပါလားပေါ့နော်မင်းရဲ့ဇနီးရဲ့လောဘအတိုင်းတော့ငါမဖြည့်ဆည်းပေးနိုင်တော့ဘူးဆိုပြီးတော့ရွှေငါးလေးကမုံတိုင်းနေထန်အောင်လုပ်ပြီးတော့ပင်လေကိုပြန်ပြီးတော့ပျောက်ကွယ်သွားတယ်တဲ့အဖိုးကြီးကလည်းရွှေငါးလေးကိုတောင်းပန်စကားဆိုပြီးတော့သူ့ရဲ့နေရာကိုပြန်သွားတဲ့အခါမှာနန်းတော်ကြီးလည်းမရှိတော့ဘဲနဲ့ငယ်ရွယ်တဲ့ဘီမာလေးတစ်ပါးလည်းမရှိတော့ဘဲနဲ့အရင်လိုပဲတဲအုပ်စုပ်လေးမှာသူပြန်လာအောင်စောင့်နေတဲ့သူ့ရဲ့ဇနီးအဖွားကိုပဲတွေ့ရတယ်ပေါ့နော်ဒီလိုနဲ့ပဲပုံမြင်လေးကတော့ကိုဖတ်ဖူးတဲ့ပုံမြင်ထဲမှာတော့အဖိုးကြီးနဲ့အဖွားကြီးကပျော်ပျော်ရွှင်ရွှင်နေတွားကြရဲတဲ့ဒါပေမဲ့လေဘယင်မကတန်ငါတဲ့ဇနီးရပေါ့နော်ဒီလိုလောဘကြီးအများကြီးနဲ့သူလိုချင်တာရခဲ့ပြီးတဲ့နောက်မှာ
တကယ်ရောရောင်ရဲတင်းတင်းပြီးတော့နေနိုင်သွားရဲ့လားဆိုတာကိုတော့မသိကြဘူးကလေးဆိုတော့ကလေးလည်းလောဘမကြီးရဘူးနော်လောဘကြီးခြင်းလည်းရပါတယ်ကိုကဘာပြောနိုင်မှာလဲပေါ့ဆိုတော့ဒီနေ့ညပုံမြင်တော့ဒီလောက်ပဲလေကလေးလည်းစောစောအိတ်တော့နော်ဆိုတော့ good night ပါ